အေးရထားနောက်ကြလို့တန်းစုံအမိလေးအမြန်ချက်ဖို့အတွက်ကိုချက်ပုံးကြီးကြီးလေးကိုလွယ်လွယ်မြန်မြန်လေးချက်ပါမယ်အရင်ဆုံးချက်သားကိုမိသီးဟင်းကမှုတ်လေးနဲ့နေပါမယ်သူကစားစနွင်းအယောင်တင်မှုတ်လိုမျိုးအကုန်ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှထပ်ထည့်စရာမလိုဘူးပေါ့နော်ချက်မဲ့အသားလေးကိုဒီဟာလေးနဲ့အရင်တန်းပြီးတော့နေလိုက်ပါတယ်ပြီးရင်တော့ဒီမုံလေးကိုစီတက်ပါမယ်ချက်တော်ဖြူနေလဲထောင်းစရာမလိုဘယ်လောက်တောင်အဆင်ပြေလဲပေါ့နော်အခုဆိုကျွန်မနောက်ကျနေတဲ့ကြောင့်မြန်မြန်လေးချက်မှာမဟုတ်လို့အဖြူနေလဲထောင်းစရာမလိုဆိုတော့တန်းပြီးတော့ဒီမုံလေးကိုစီတက်လိုက်ပါတယ်သူကအသား20သားအထိသုံးနိုင်တယ်ပေါ့နော်ဒါကျွန်မကအသားက80သားနီးပါးရှိတဲ့အတွက်ကြောင့်မလို့အခုသူ့ကိုနှစ်ထုပ်သုံးထားပါတယ်ချက်သားကိုရေမထည့်ဘဲနဲ့အသားတွေကအရေလေးတွေခန်းသွားတဲ့အထိကိုအရင်ဆုံးတည်ပြီးလိုက်ပါတယ်သားတွေကအရေခန်းသွားပြီဆိုတော့မှယူနည်းလေးနဲ့ထပ်ထည့်ပြီးတော့ဆက်တင်လိုက်ပါတယ်ကဲဒီမှာဆိုလို့ရှိရင်ရိုးရိုးချက်သားစီတန်းချက်တဲ့လိုမျိုးလေးကိုအရောင်လေးရတယ်သူကသူစနေတာပေါ့နော်ဒီမှာကျမကတော့အရသာအတွက်ကိုစားလေးနဲ့ပဲထပ်ခတ်လိုက်ပါတယ်ပြီးရင်တော့ကျမကလက်ဆောင်ရထားတဲ့ပုံရည်ကြီးလေးနဲ့ထည့်ပြီးတော့ချက်လိုက်ပါတယ်ဝတ်သားမစားတဲ့လူတွေအတွက်ကိုအပြောင်းလဲလေးပေါ့နော်ချက်သားပုံရည်ကြီးလေးဒါချက်ပြီးတော့မုံတွေအတွက်ဆောင်းလောင်းပေးတာပါပြီးရင်တော့ပုံရည်ကြီးလေးနဲ့ကြည်အောင်လို့ဆက်ပြီးတော့တည်ပါတယ်ပြီးတော့မှချက်တော်နီကိုဥတလုံးလိုက်လေးခွာထားတဲ့အလုံးသေးလေးတွေထည့်လိုက်ပါတယ်ပြီးရင်တော့အနှစ်ကျဖို့အတွက်ကိုရေနွေးလေးနဲ့ထည့်လိုက်ပါတယ်ချက်တုံးလေးနူးလောက်တဲ့ချိန်ဆိုလို့ရှိရင်ချလိုက်လို့ရပါပြီ။ကဲအခုဆိုလို့ရှိရင်ဒီဟင်းတစ်ခွက်ချက်လိုက်တာတအားအောင်မြင်တယ်မိနစ်20လောက်နဲ့ချက်တယ်ပေါ့နော်။အခုလိုမျိုးချက်တုံးအဖြူနီလေးနဲ့ခွာစရာမလိုထောင်းစရာလည်းမလိုဘာမှလုပ်စရာမလိုဘူးနဲ့ဒီအမုံထုံလေးတစ်ခုလေးနဲ့ဒီကျမကဒါမြန်မြန်လေးချက်လိုက်နိုင်တယ်ပေါ့နော်။ကဲအခုဆိုလို့ရှိရင်စုံလောက်မှုလည်းအဆင်သင့်ဖြစ်ပါပြီ။